ဒီတစ်ခေါက်ရွေးချယ်ထားတာကတော့မိန်းကလေးတွေအသေးဆွဲဖြစ်တဲ့ hair and beauty salon ဆိုင်တွေပဲဖြစ်ပါတယ် ဒီတော့ဒီချေကောရဲ့ခေါင်းတာကိုစရာပြောပါ အဲ့တော့အလှပြင်ဆိုင်တွေ TikTok ပေါ်မှာဘယ်လို video content idea တွေတင်လို့ရမလဲဆိုတာဆက်ကြည့်လိုက်အောင် idea 1 before and after hair and beauty salon ဆိုင်တွေအတွက်တော့ဗဇက်ကိုပြနိုင်တဲ့အကောင်းဆုံး video content idea မျိုးဖြစ်ပါတယ်လူကြီးလည်းအများများပြီးတော့ကိုယ်ဆိုင် branding ကိုတိစောက်တဲ့နေရာမှာလည်းကောင်းဆုံးဖြစ်စေတဲ့ video content idea မျိုးဖြစ်ပါတယ် idea 2 product highlight ကိုယ်ဆိုင်မှာအသုံးပြုနေတဲ့အလှပြင်ပစ္စည်းတွေရဲ့အရေးအသွေးကိုရှင်းပြတဲ့ video content မျိုးတွေတင်နေပါတယ်ဒီလို video မျိုးတွေကလည်းကြည့်ရှုသူတွေရဲ့ယုံကြည်မှုကိုရစေပါတယ် idea 3 trending styles ဒါကတော့လက်တော်မှာခေတ်စားနေတဲ့7ပုံစံမျိုးတွေကိုဖော်ပြပေးတဲ့ video content idea မျိုးဖြစ်ပါတယ်ဥပမာနွေရာသီမှာထားတဲ့7ပုံစံ3မျိုးနောက်ပြီးလက်တော်ခေတ်စားနေတဲ့အကောက်ပုံစံ5မျိုးစသဖြင့် video တွေလုပ်ပြီးတော့တင်လို့ရပါတယ် idea 4 styling hacks ဒီလို video content idea မျိုးကတော့စပင်နဲ့ makeup ပြင်ရမှာအသုံးဝင်တဲ့နည်းလမ်းလေးတွေကိုဖော်ပြပေးတဲ့ video content idea မျိုးဖြစ်ပါတယ်ဥပမာဆိုလို့ရှိရင်စပင်ကောက်ပြီးတဲ့အခါမှာကိုယ်စပင်ကိုဘယ်လိုထိန်းသိမ်းသင့်တယ်ဆိုတဲ့အကြောင်းမျိုးတွေနောက်ပြီးကိုယ်စပင်နဲ့လိုက်တဲ့ makeup look ဆိုဘယ်လိုရွေးချယ်ပြီးတော့ပြင်ဆင်ရမလဲဆိုတဲ့နည်းလမ်းလေးတွေအဲ့လို video content idea မျိုးလေးတွေတင်လို့ရပါတယ် idea 5 process timelines စပင်ပုံစံတစ်မျိုးမျိုးကိုအဆင့်1မှာပါလုပ်တယ်အဆင့်2မှာပါလုပ်တယ်အဆင့်3မှာပါလုပ်တယ်စသဖြင့်စလေဆုံးဘလို့ပြင်ဆင်ဖန်တီးတယ်ဆိုတာမျိုးကိုဘလို့ process တွေနဲ့လုပ်ဆောင်လဲဆိုတဲ့အကြောင်းကို video ရိုက်ပြီးတော့တင်လို့ရပါတယ် idea 6 stylish fan moment ကိုယ်ဆိုင်မှာရှိတဲ့ stylist တွေဒါမှမဟုတ်ဝန်ထမ်းတွေရဲ့မထင်မှတ်ဖဲဖြစ်သွားတဲ့ရည်စရာအခိုက်အတန့်လေးတွေဒါမှမဟုတ်ဟာတာဗီဒီယိုလေးတွေရိုက်ပြီးတော့တင်လို့ရပါတယ် idea 7 customer testimonials ကိုယ်ဆိုင်မှာလာပြီးတော့အားပေးတဲ့ customer တဦးကို giveaway လေးတွေစီစဉ်ပေးပြီးတော့ကိုယ်ဆိုင်ရဲ့အားသာချက်တွေနောက်ပြီးတော့ဆိုင်ကိုဘယ်လိုကြိုက်နှစ်သက်တဲ့အကြောင်းလေးကိုယ်ဆိုင်မှာပဲရှိပြီးသူများနဲ့မတူတဲ့ကိုယ်ဆိုင်ရဲ့ထူးခြားချက်တွေအကြောင်းကိုပြပြစေတဲ့ customer testimony ရဲ့ video လေးတွေတင်လို့ရပါတယ် Okay အခုကျွန်တော်ပြပြခဲ့တဲ့ idea တွေထဲကအကြိုက်ဆုံးတစ်ခုဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတာ comment မှာမှတ်ခဲ့ပေးပါအောင်နော် Hair and beauty salon ဆိုင်တွေအတွက် TikTok ပေါ်မှာသုံးလို့ရတဲ့ hashtag လေးတွေကိုလည်းနောက်ဗီဒီယိုမှာတက်ဆက်ပေးမှာမလို့စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျတခြားလုပ်ငန်းရှင်တွေအနေနဲ့လည်းကိုယ့်ရဲ့ business နဲ့ပတ်သက်ပြီးတော့ TikTok ပေါ်မှာဘယ်လို video content idea လေးတွေတင်ရမလဲမသိလို့ရှိရင် comment ထားခဲ့ပေးပါခင်ဗျကျွန်တော် reply ပြန်ပေးပါမယ်နော် ကိုယ့်ရဲ့ဗီဒီယိုတွေကိုလူတွေစိတ်ဝင်စားအောင်ဘယ်လိုလုပ်ရမလဲဆိုတာမသိသေးရင်လည်းဖြစ်ဖြစ်အချိန်မရရင်လည်းဖြစ်ဖြစ်ကျမတို့ရဲ့ digital မှာ TikTok package တွေရှိတာမို့လို့အခုပဲဆက်သွယ်လိုက်တော့နော်